ဇူလိုပီယာမြို့ထဲကနေအသားစားတရဝါတွေကိုထောင်ချောင်းစင်ကမောင်းထုတ်ဖို့အတွက်လုပ်ခဲ့တဲ့မြို့တော်ဝင်ကိုရဲမိတ်လေးဂျူဒီနဲ့လူလိန်တယောက်ဖြစ်တဲ့နစ်တို့အတူတူပေါင်းကအနိုင်ယူပြီးတော့အမတ်တရားကိုဖော်ထုတ်လိုက်နိုင်ပါတယ်။ဒီကိစ္စကြောင့်အရင်မြို့တော်ဝင်ဟောင်းကထောင်ချသွားပြီးတော့တခုဖြစ်တဲ့နစ်ကပါတမျိုးလုံးကိုကယ်တင်နိုင်ခဲ့တာကြောင့်မလို့ဂျူဒီနဲ့အတူတူရဲတယောက်ဖြစ်လာပြီးတရုတ်ဆောင်တယောက်ဖြစ်တဲ့ဘရိုင်ယန်ဆိုတဲ့မြင်းတစ်ကောင်ကလက်ရှိမြို့တော်ဝင်နေရာကိုတာဝန်ယူနေပြီးတော့ဇူလိုပီယာရဲ့အနှစ်တရာပြည်ထိန်မွဲပွဲကိုလည်းလုပ်ပေးနေပါတယ်။ရဲတွေမှာကနှစ်ယောက်တည်းအနေနဲ့အဖွဲ့တစ်ခုချင်းစီရှိကြပြီးတော့ဂျူဒီကတော့နင်းနဲ့တွဲဘက်တွေပဲဖြစ်နေကရဲမှုကြီးကလည်းအစည်းအဝေးတစ်ခုကိုစတင်နေပြီးတင်မောစိတ်မှာစနိုးလို့ခေါ်တဲ့မော်ကိုပစ္စည်းတွေကိုတင်ပို့နေတဲ့လူဆိုးတယောက်ရှိပြီးအဲ့ဒီလူဆိုးကိုဖမ်းဖို့အတွက်တော်ဝက်တို့နှစ်ကောင်ကိုဦးဆောင်ခိုင်းနေပြီးတခြားသူတွေကိုလည်းကိုပါဝင်ရမယ့်နေရာတွေကိုပြပြပေးနေကဂျူဒီတို့နှစ်ယောက်ကတော့အတွေ့အကြုံနေသေးတာအကြောင်းမလို့အရင်အနေနဲ့ပဲကူညီဖို့အတွက်အသေးဆောင်နေခိုင်းလိုက်ပါတယ်အဲ့လိုပဲမဲ့ဂျူဒီနဲ့နစ်ကတော့တင်မောစိတ်ကိုရောက်သွားကြပြီးဖြစ်ပြီးအားလုံးထက်အရင်မောင်ကိုသမားစနုတ်ကိုဖမ်းဖို့အတွက်သူတို့ရဲ့အကြံစီကိုစတင်လိုက်ရင်အထက်ကိုဝင်သားကတက်တဲ့ကံပစ္စည်းတွေကိုရှာဖွေဖို့အတွက်လှုပ်လိုက်ပြီးမယ်သူတို့ကိုလည်းစနုတ်ကရှာတွေ့သွားပြီးဒီနေရာကဝင်ခွင့်မရှိတဲ့နေရာဖြစ်တဲ့အကြောင်းပြောပြီးတော့နှင်ထုတ်နေပါတယ်အဲ့ဒီအချိန်နစ်ကအကြံထုတ်လိုက်ပြီးတော့သူတို့လင်မယားနှစ်ယောက်ကသူတို့ရဲ့အသားလေးအတွက်မွေးနေ့လက်ဆောင်နေနဲ့အခုလိုမျိုးလှပတဲ့တင်မောစိတ်ကိုခေါ်ပြတာဖြစ်ပြီးကလေးရဲ့မွေးနေ့ပြည့်စုံသွားစေဖို့အတွက်ဒီနေရာရဲ့အကြီးအကဲဖြစ်တဲ့စနုတ်ရဲ့အမှတ်တရလက်မှတ်ကလေးများရနိုင်မလားဆိုပြီးတော့ပြောကအာရုံလွှဲလိုက်ပါတယ်အညာမိသွားတဲ့စနုတ်ကလည်းနေ့ရက်တငယ်ချင်းကိုတကယ်ကလေးစိတ်လို့ထင်သွားပြီးတော့မွေးနေ့လက်ဆောင်အနေနဲ့လက်မှတ်ထိုးပေးဖို့အတွက်လုပ်လိုက်ပြီးအဲ့ဒါကိုခွင်ကောင်းယူကဂျူဒီကဘေးနာကကွန်တိန်နာတွေကိုဖောက်ကအထဲကနေပြီးတော့မှမော်ခိုပစ္စည်းတွေကိုအတီးပြုတ်ဖို့အတွက်လုပ်လိုက်ပြီးမယ်စကားပြောတဲ့ထဲကနေပြီးတော့မှရဲမှုကြီးရဲ့အတန်ကထွက်လာပြီးသူအမိန်မပေးမချင်းဘာကိုမှမလုပ်ကြနဲ့ဆိုပြီးတော့အော်ပြောနေတာကြောင့်မို့လို့အဲ့ဒါကိုလည်းစနုတ်ကကြားသွားပြီးဂျူဒီတို့ကရဲတွေမှရိပ်မိသွားတာကြောင့်မို့လို့ထွက်ပြေးသွားပါတယ်ဘေးနာကကားတစ်စီးကိုပါယူလိုက်ပြီးတော့ဂျူဒီတို့ကအနောက်ကနေဆက်လိုက်သွားကြပြီမယ်ကားကိုဗျမ်းမတာမောင်းနေတဲ့ဂျူဒီကြောင့်မို့လို့တစ်ဖက်တည်းဖြစ်တဲ့တော်ဝက်တို့ကပါအခက်တွေအောင်လုံးမိနေပြီးတမျိုးလုံးကိုပန်မောင်းနေရတာဖြစ်တာကြောင့်မလို့နေရာတော်များများကိုလည်းဖျက်ဆီးမိသွားတဲ့အပြင်စနုတ်ကလည်းလွတ်အောင်ထပ်ပြေးဖို့အတွက်ကြိုးစားလိုက်ပေမဲ့တနေရာကိုရောက်တဲ့အခါမှာတော့အမှန်ရှိကိုအကားတစ်ခုလာပိတ်နေတာမလို့အဲ့ဒါကိုဖယ်ဖို့အတွက်ကားထဲကနေခေါင်းကိုထုတ်လိုက်တဲ့အချိန်အပြင်ဘက်မှာရှိနေတဲ့ဆိုင်ပုံးနဲ့တိုက်မိသွားပြီးတော့တတိမိသွားကပွဲတော်တစ်ခုရဲ့အထဲကိုလည်းတက်တက်ကြီးတိုးဝင်သွားပါတယ်ဒါကိုမြင်လိုက်ရတဲ့ဂျူဒီကချက်ချင်းပဲစနုတ်ရဲ့ကားဘောကိုခုန်တက်လိုက်ပြီးတော့ဘရိတ်ကိုအချိန်မီလေးအုပ်ပေးလိုက်ရပေမဲ့တရားဘောကိုရောက်နေတာကြောင့်မလို့အော်ဘက်ကိုပြုတ်ကျသွားပြီးအထဲကနေထွက်လာတဲ့စနုတ်ကိုလည်းမြင်းများနှကောင်ကဖမ်းလိုက်တာကြောင့်မလို့တရခန်ကိုဖမ်းလိုက်နိုင်တာကလည်းမြင်းကြားတွေပဲဖြစ်သွားပါတယ်ဂျူဒီကတော့ကားထဲမှာပဲဆက်ရှိနေသေးပြီးအနောက်ဘောက်ကနေပြီးတော့မှအကောင့်တစ်ကောင်ဖြတ်သွားတာကိုတွေ့လိုက်ရကအောက်ဘက်မှာလည်းမွေအရေကုန်တစ်ခုကိုတွေ့လိုက်ရတာကြောင့်မလို့အံ့ဩသွားပေမဲ့စကန်းကိုပြန်ရောက်သွားတော့အရာအလုံးပြောင်းဆိုင်အောင်လုပ်ခဲ့မိတဲ့သူတို့နှစ်ယောက်ကလည်းရဲမှုကြီးရဲ့စီမှာဆုခံလိုက်ရပါတယ်ဂျူဒီကကားထဲမှာတွေ့ခဲ့တဲ့ဇူတိုပီယာရဲ့နှစ်တရာပြေပွဲတော်ရဲ့လက်ကမ်းစားဆောင်နေနဲ့မွေရေကုန်တစ်ခုကိုပြလိုက်ပြီးတော့ဒီမျိုးမှာတော်တော်ဝါတွေရှိနေတယ်ဆိုတာကိုရှင်းပြလိုက်ပေးမယ်နှစ်တရာအများကြီးကလေးကမွေဆိုတဲ့ကောင်တွေကဒီမျိုးမှာမရှိခဲ့တဲ့အကြောင်းကိုရဲမှုကြီးကပြန်ပြီးပြောပြနေတာကြောင့်သူတို့ရှင်းပြဖို့ကြိုးစားနေတာကလည်းအသုံးဝင်မှုဖြစ်သွားပါတယ်ဒါပြင်ဂျူဒီကအမှုကိုဖြေရှင်းဖို့အတွက်အသေးအံစူးစမ်းနေတဲ့သူဖြစ်ပြီးနေကတော့ဘာကိုမှခေမဆက်တဲ့သူတယောက်ပဲဖြစ်နေတာမလို့အသေးချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဂျူဒီတို့နှစ်ယောက်ကတကယ်ပဲအတွဲညီတဲ့ပါတနာတွေဖြစ်ရလားဆိုပြီးတော့ရေမှုကြီးကမိကအသေးချာစဉ်းစားခိုင်းလိုက်ပြီးပို့ပြီးတော့သေချာသွားစေဖို့အတွက်အမှုလိုက်တာတွေကိုလည်းခဏပိတ်ထားလိုက်ပြီးတော့စိတ်ချမ်းမရဲ့အတန်းကိုသွားတက်လိုက်ဖို့အတွက်မေးပေးသွားပါတယ်စိတ်ချမ်းမရဲ့အတန်းဆိုတာကခုံးနဲ့တူတူတာဝယ်ထမ်းဆောင်မဲ့တခြားသူတွေမတည့်လို့ရှိရင်အသေးချာဆွေးနွေးပေးပြီးတော့တင်းမြတ်နိုင်မဲ့နီလန်းတွေကိုရှာပေးတဲ့အတန်းပဲဖြစ်တာမလို့ငကိုကလေးကတွဲပတ်ညီတဲ့နင်းနဲ့ဂျူဒီတို့ကဒီတန်းကိုလာတက်ရတာကအချိန်တွေကိုပို့ပြီးတော့ဖြုံးနေတယ်လို့ပဲဖြစ်နေပါတယ်။ဒါကြောင့်သူတို့မှန်တယ်ဆိုတာကိုရဲမှုကြီးတည်တော်အောင်တည်ပြဖို့အတွက်ဂျူဒီကအစီအစဉ်ဆွဲလိုက်ပြီးဇူတိုပီယာမှာသာမွေးရှိတယ်ဆိုတာကိုဖော်ထုတ်နိုင်မယ်ဆိုလို့ရှိရင်သူတို့ကအတွဲညီတယ်ဆိုတာကိုလည်းတည်ပြသွားနိုင်မှာဖြစ်တယ်ဆိုပြီးတော့ရှင်းပြလိုက်တော့ဒါကိုနစ်ကတိတ်ပြီးတော့သဘောမကျပေမဲ့လည်းသူတို့လိုက်ခဲ့တဲ့စနုတ်ကိုမြင်းကြားညီနောင်ကဖမ်းသွားတယ်ဆိုပြီးတော့တရင်ထဲမှာပါလာတာကြောင့်မို့လို့ဂျူဒီပြောသလိုလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဘယ်ကနေစပြီးလိုက်ရမှမသိတာကြောင့်မို့လို့အိမ်ကိုအရှင်ဆုံးပြန်လိုက်ကြကအနားယူဖို့အတွက်လှုပ်လိုက်ပြီးဂျူဒီကတော့သူ့ရဲ့မိဘတွေနဲ့ဖုန်းပြောကအလန်းတက်လိုက်ပြီးနေကတော့တကူတဲသမားဖြစ်တာကြောင့်မို့လို့အိမ်မှာဖြစ်တယ်လို့နေပြီးစကားကြည့်ရင်လည်းမုံစားကအပန်းပြေဖို့အတွက်လုပ်နေပါတယ်ဂျူဒီကတဲတော်စားတွေတွေ့လို့တွေ့ညာလိုင်းမော်ကိုတက်ပြီးရှာကြည့်လိုက်တော့နှစ်တရာပြေပွဲတော်မှာရာသီဥတုတိုင်းကိုဖန်တီးခဲ့တဲ့လစ်စရိတ်လို့ခေါ်တဲ့မိသားစုရဲ့မှတ်စုစာအုပ်ကိုပြသပေးမှာဖြစ်တဲ့အကြောင်းနဲ့ငွေတကောရဲ့တက်ခိုက်မှုအပြီးနှစ်တရာကြာမှဒီစာအုပ်ကိုပြန်လည်ပြသမှာဖြစ်တယ်ဆိုပြီးတော့တရင်တစ်ခုမှကြီးညာနေတာကိုတွေ့လိုက်ရတဲ့အပြင်စနုတ်ကိုသူတို့လိုက်ဖမ်းတော့ကထွက်ပြေးတဲ့နေရာမှာအသုံးပြုသွားတဲ့ကားကိုတွေ့လိုက်ရပြီးအဲ့ဒါကနှစ်တရာပွဲတော်အတွက်အစားတောက်တွေကိုတဲတဲ့ကားဖြစ်နေပါတယ်။မွေတကောင်တက်ခိုက်ခဲ့တဲ့အကြောင်းကိုလည်းအသေးစိတ်ရှာကြည့်လိုက်တော့လစ်စလီမိသားစုရဲ့မတ်ထုစာအုပ်ကိုမွေတကောင်ကလူယူဖို့အတွက်ကြိုးစားခဲ့တာဖြစ်နေပြီးဒီပြည့်ရဲ့အကြောင်းမလို့လေးတကောင်တည်ဆုံးသွားတာမလို့တော်ဝါတွေကိုအန်ရရှိတဲ့တော်ဝါတွေအနေနဲ့တတ်မှတ်လိုက်ကဇူလူပြည့်ရဲ့ကနေပြီးတော့မှညထုတ်ပြခဲ့တာမှသိလိုက်ရပါတယ်။ဒါကြောင့်နေစီကိုသွားလိုက်ပြီးတော့သူရထားတဲ့အချက်လက်တွေကိုပြောပြလိုက်ပြီးအခုမျိုးထဲကိုရောက်နေတဲ့မွေကအရင်လိုမျိုးမတ်ထုစာအုပ်ကိုပြန်လာယူရဖြစ်လို့သူတို့အနေနဲ့နှစ်တရာပြေပါတီကိုသွားပြီးတော့စောင့်နေကြဖို့အတွက်လုပ်လိုက်ကအဲ့ဒီမှာပဲမတ်ထုစာအုပ်ကိုကာကွယ်ပြီးတော့မွေကိုဖမ်းဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။ပွဲတဲ့ဝှစုံတွေကိုလည်းလဲဝှလိုက်ကြပြီးတော့ပါတီတဲကိုလည်းနေ့ရက်ပါနိုင်မှုကိုအသုံးချကဖိစားတွေမပါပဲဝင်သွားကြပြီးတော့တနေရာမှာပြထားတဲ့မတ်ထုစာအုပ်ကိုစောင့်ကြည့်ဖို့အတွက်လုပ်လိုက်ရင်အရင်ဆုံးလူခွဲလိုက်ကြပေမယ့်တနေရာမှာဂျူဒီကလစ်စလီမီသားစုရဲ့တားငယ်ဆုံးဖြစ်နေပေါ်ဘက်လို့ခေါ်တဲ့တောကြောင်တစ်ခေါက်နဲ့ဝေတိုင်းပြီးသွားပြီးတော့အချင်းချင်းမိတ်ဆက်နေပါတယ်။
ဒါကိုကြည့်ပြီးတော့နစ်ကတဝင်းတော်သွားတာကြောင့်မလို့သူတို့ရဲ့အဓိကတာဝန်ကိုပဲအာရုံစိုက်ဖို့အတွက်ဂျူဒီကိုလမ်းမလိုက်ပေးမယ်။ငကြက်ပြုတ်ကျသွားတာကြောင့်မလို့ပြန်ကောက်ဖို့တက်လိုက်တော့အဖမမွေရီကိုတစ်ခုကိုတွေ့လိုက်ရတဲ့အပြင်ဝိဆောင်တစ်ခုကတန်တရားဖြစ်စာသွားနေတာကြောင့်မလို့ဒီเจ้าကိုလည်းဂျူဒီတိအောင်နစ်ကပြပြဖို့တက်လိုက်ပါတယ်။ဒါပေမဲ့လမ်းမှာရဲမှုကြီးနဲ့ဝင်တိုက်မိသွားတာကြောင့်မလို့နစ်ကချက်ချင်းပဲအပြင်ဘက်ကိုဆွဲထုတ်ခံလိုက်ရပြီးဒါကိုလည်းဂျူဒီကတွေးလိုက်ရတာကြောင့်မလို့ကဲတင်ပေးဖို့လုပ်လိုက်ပြီးမယ်။နစ်ကမိမောင်းတစ်ခုကိုတုံးချလိုက်ပြီးတော့အပေါ်ဘက်ရှိနေတဲ့မွေကိုပြပေးလိုက်ပြီးခဏကြာမှပဲမွေကအောက်ဘက်ကိုဆင်းလာပြီးလေးစလိမီသားသူရဲ့အကြီးကဲဖြစ်သူပေါ်ပတ်ရဲ့အဖေနဲ့မဆူစာအုပ်ကိုပါယူပြီးတော့ထွက်ပြေးသွားပါတယ်။ဂျူဒီကလည်းအနောက်ကနေပြီးတော့မှပြေးလိုက်သွားတဲ့အခါမှာမွေကအခန်းတစ်ခုထဲကိုဝင်သွားပြီးတော့ပေါ်ပတ်ရဲ့အဖေကိုရစ်ပတ်ထားတာကိုတွေ့လိုက်ရတာကြောင့်မဆူစာအုပ်တစ်ခုအတွက်နဲ့လူသက်စရာမလိုတဲ့အကြောင်းကိုလည်းဂျူဒီကပြောပြဖို့အတွက်ကြိုးစားလိုက်ပြီးမယ်။သူကဘသူ့ကိုမှအနေပေးဖို့အတွက်ကြိုးစားနေတာမဟုတ်တဲ့အကြောင်းကိုမွေကပြန်ပြောနေပြီးသူတည်းမဟုတ်ပဲဘယ်တော့ဝါကမှအနေပေးဖို့အတွက်မကြိုးစားခဲ့တဲ့အကြောင်းနဲ့အဲ့ဒါကိုလည်းတက်တေပြဖို့အတွက်သူကကြိုးစားနေတာပါဆိုပြီးတော့ရှင်းပြတာကိုသိလိုက်ရပြီမယ်။အဲ့ဒီအချိန်အနောက်ကနေပြီးတော့မှနစ်ကရောက်ချလာကဒဲအိုနဲ့ရိုက်ချပစ်လိုက်တာကြောင့်မို့လို့မွေကလည်းသတိမေ့ပြီးတော့လဲကြောက်သွားပါတယ်။မွေပြောခဲ့တဲ့စကားတွေကိုလည်းဂျူဒီကတေချာပြန်ပြီးတော့စဉ်းစားနေတော့မှပဲပေါ်ပတ်ရဲ့အဖေကဒီမတ်စုစာအုပ်ကတက်တဲ့တစ်ခုဖြစ်လာနိုင်တာကိုရှင်းပြီးသွားပြီ။စာအုပ်ကိုလည်းမီချိုပြက်ကဂျူဒီတို့ညစလုံးကိုပါတက်ပြဖို့အတွက်လုပ်နေတာကြောင့်မို့လို့ဒါကိုသိလိုက်ရတဲ့ဂျူဒီတို့ကချက်ချင်းပဲထွက်ပြေးဖို့အတွက်ကြိုးစားလိုက်ပြီမယ်။မွေကိုကယ်တင်ဖို့အတွက်ကြိုးစားရင်းနဲ့သတိမေ့တဲ့မွေကသတိပြရလာပြီးတော့အခန်းထဲကိုဝင်လာတဲ့ရဲမှုကိုကိုင်းမိသွားပြီးအနောက်ကလိုက်လာတဲ့တော်ဝက်တို့ကပါအဲ့ဒါကိုမြင်သွားပါတယ်။ပေါ်ပတ်ရဲ့အဖေကလည်းဂျူဒီတို့နှစ်ယောက်ကမွေနဲ့ပေါင်းပြီးတော့စာအုပ်ကိုလူဖို့အတွက်ကြိုးစားနေတဲ့အပြင်ရဲမှုကိုပါအစိမ့်နဲ့တက်ပြဖို့အတွက်လုပ်နေတယ်ဆိုပြီးတော့လင်းလိုက်တာကြောင့်ဂျူဒီတို့ကလည်းဝရမ်းပြေးတွေဖြစ်သွားကမွေကိုရင်ဆုံးကယ်ဖို့အတွက်အောက်ကိုချပေးလိုက်တဲ့အခါမှာဆိုင်ကယ်နဲ့ဘယ်ကမှမသိတဲ့လူတစ်ယောက်ကရောက်လာပြီးတော့မွေကိုကယ်တင်သွားပါတယ်။လင်းစလိမီသားစုကတစောတစ်ခုကိုလိန်နာမဲ့ရိပ်မိသွားတဲ့ဂျူဒီကလည်းဒီတိုင်းတော့လွတ်မပေးချင်တာကြောင့်မို့လို့မိဖို့နာကစာအုပ်ကိုပြန်ယူကထွက်ပြေးလာလိုက်ကြပေမယ့်တနေရာကိုရောက်တော့မင်းစာဖေးနဲ့တွေ့သွားပြီးတော့သူတို့နှစ်စလုံးကိုလည်းကားနောက်ခန်းထဲကိုထည့်ခါခေါ်သွားပေးလိုက်ပါတယ်။နောက်နေ့မှတော့ချက်ချင်းပဲဂျူဒီယိုကိုဝရမ်းပြေးတွေပြတဲ့တရင်မှကြီးညာနေပြီးတော့ရဲမှုကတော့အစိတ်ကြောင့်မို့လို့စေးရုံတက်နေရတဲ့အကြောင်းကိုမျိုးတော်ဝင်တဲ့ဘရိုင်ယန်ကပြပြနေပေမယ့်တကယ်တမ်းမှာသူ့ကိုမျိုးတော်ဝင်ရှာတို့တင်မြောက်ပေးထားတာကလည်းလင်းစစ်မိသားစုပဲဖြစ်နေကဂျူဒီတို့နှစ်ယောက်ပါဝင်မွေ3ယောက်စလုံးကိုလည်းတခါတည်းတက်ပြဖို့အတွက်အမိန်ပေးနေပါတယ်။ဟုတ်လို့ရှိရင်မျိုးတော်ဝင်ရှာတို့ကနေပြုတ်သွားနိုင်တာကြောင့်မို့လို့လင်းစစ်မိသားစုကိုကြောက်ရတဲ့ဘရိုင်ယန်ကလည်းသူ့ရဲ့အာဏာကိုသုံးလိုက်ပြီးတော့ဂျူဒီတို့3ယောက်စလုံးကိုတွေ့တဲ့နေရာမှာတက်ပြဖို့အတွက်အမိန်ချလိုက်ရပြီးဂျူဒီတို့ကတော့မင်စာဖေးရဲ့အကူအညီနဲ့ဘေးကင်းသွားပြီမယ်။ကြောင်တွေကအအနေများတာကြောင့်မို့လို့ဒီကိစ္စမှာပါဝင်မိခဲ့တဲ့အတွက်အသက်အန္တရာယ်ပါရှိလာတဲ့အကြောင်းကိုမင်စာဖေးကရှင်းပြပေးနေပြီးသူတို့ပေါ်ရှိခဲ့တဲ့ကျေးဇူးကိုလည်းနောက်ဆုံးအနေနဲ့ထောက်ထားကဒီမျိုးကနေပြီးတော့မှထောက်သားဖို့အတွက်မှတ်ပုံနဲ့အတူတွေပါလုပ်ပေးပြီးတော့ကားတွေပါစီစဉ်ပေးလိုက်ပါတယ်။နေ့ကတော့မင်စာဖေးရဲ့အကြံတိုင်းပဲမျိုးကနေပြီးတော့မှထောက်သားဖို့တက်လိုက်ပြီးမယ်။ဂျူဒီကသူ့ကောက်လာတဲ့စာအုပ်ကိုပြလိုက်ကလင်းစလိမီသားစုရဲ့အကြောင်းကိုမေးကြည့်လိုက်ပြီးမယ်။သူတို့ကကြောင်တွေနဲ့မပတ်သက်တာကြောင့်မို့လို့မသိတဲ့အကြောင်းကိုမင်စာဖေးကပြပြလိုက်ပြီးမယ်။စာအုပ်ကအဖုံကိုတန်နဲ့လှုပ်ထားတာကြောင့်မို့လို့ကြီးမားတဲ့လိုအပ်ချက်တစ်ခုတော့ပါလိမ့်မယ်ဆိုတာကိုတော့ပြပြလိုက်ပါတယ်။တော်ဝါရီရဲ့အကြောင်းကိုလည်းတော်ဝါရီစီမှာပဲမေးလိုက်တာကအကောင်းဆုံးဖြစ်တဲ့အကြောင်းမို့လို့မွေးရဲ့အကြောင်းကိုသိချင်နေတဲ့ဂျူဒီအတွက်လည်းနေဘယ်လို့ခေါ်တဲ့ရှင်းတဲ့ကောင်ကိုခေါ်ပေးလိုက်ပြီးလူတိုဗီယာမှာတော်ဝါရီလိုဝက်စာနေထိုင်နေကြတဲ့ရေရန်တစ်ခုကိုလည်းသွားလို့ရအောင်ခေါ်ပေးလိုက်ပြီးမြင်နေကတော့မသွားချင်ဘူးဖြစ်နေပါတယ်ဒီမျိုးကနေအမြတ်ထွက်သွားတာကသူတို့အတွက်အကောင်းဆုံးဖြစ်ပေမဲ့လည်းဂျူဒီကဒီမှုကိုတေချာပေါဆုံနိုင်ချင်နေတာကြောင့်မို့လို့မတတ်နိုင်တော့ဘဲနဲ့နေကပါလိုက်သွားလိုက်ရပြီးနေဘယ်ရဲ့ကိုကြီးနဲ့ရေတော်ဝါရီကြီးပဲနေထိုင်တဲ့ရွှွန့်အိုင်ကြီးတစ်ခုကိုလည်းရောက်သွားကအဲကနေတစ်ဆင့်ရေထဲကိုဆင်းသွားလိုက်တဲ့အခါမှာတင်မော့ပြတ်တစည်းကိုတွေ့လိုက်ရပြီးအထဲမှာတော့ဂျူဒီတို့တွေ့ချင်နေတဲ့တော်ဝါတွေကိုတွေ့လိုက်ရပြီးတော့ပုံတင်ညုံအိမ်မြောင်အဆရှိတဲ့အကောင်တွေကိုလည်းတွေ့လိုက်ရတဲ့အပြင်သူတို့ကိုစာအုပ်ရဲ့အကြောင်းကိုပြပြပေးနိုင်မယ်ဟေးစုလို့ခေါ်တဲ့ပုံတင်ညုံတစ်ကောင်နဲ့လည်းစကားပြောကြည့်လိုက်ပါတယ်ဟေးစုရဲ့ပြပြချက်အရစာအုပ်ရဲ့အလယ်မှာကြီးမားတဲ့လိုအပ်ချက်တစ်ခုပါနေတဲ့အကြောင်းရင်းမွေတချို့ကကာဘာပြစ်တဲ့တန်အဖုံးကိုလည်းအပူချိန်ကြောင့်မို့လို့ဖောက်မြင်နေစမ်းရှိတာမလို့စာအုပ်တွေကလိုအပ်ချက်ကိုရဖို့အတွက်လည်းမွေကတာတဲ့ကာဘာအုပ်ထားပေးမယ်လည်းမရရအောင်ယူဖို့အတွက်စူးစမ်းနေတာမှသိလိုက်ရပါတယ်အဲ့ဒါအပြင်လင်းစိတ်မိသားစုရဲ့ရုံးမှမှုတွေကိုပါသိလိုက်ရပြီးတော့အဲ့ဒါကသူတို့လိုတော်ဝါတွေကိုဇူလိုဘီယာကနေပြီးတော့မှနေထုတ်ခဲ့တာပဲဖြစ်တဲ့အပြင်မကြသေးခင်ကမှရေခဲနဲ့မြေတစ်ခုကိုဖွင့်လဲကအေးပိုင်းတော်ဝါတွေနေထိုင်လို့ကြအောင်နေမြေထပ်ပြီးတော့ချေပေးထားတာဖြစ်ပြီးမကြခင်မှလည်းသူတို့ရေအိမ်ကိုပါအပိုင်သိမ်းလာနေတာပဲဖြစ်နေပါတယ်ဒါတွေကိုကြားလိုက်ရတော့တော်ဝါတွေအတွက်ဇူလိုဘီယာမျိုးကြီးကမတရားဘူးဆိုတာကိုဂျူဒီကခန်းစားလိုက်ရကအဲ့ဒီအချိန်မှာပဲအနောက်ကနေပြီးတော့မှခြေရခံလိုက်လာတဲ့ရဲတွေရောက်လာတာမလို့အရင်ဆုံးတော့ထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့လည်းဂျူဒီရဲ့လက်ထက်ကစာအုပ်ကိုအနောက်ကနေခိုးပြီးလိုက်လာတဲ့မွေးကလှူသွားကထွက်ပြေးသွားတာကြောင့်ဂျူဒီတို့နှစ်ယောက်စလုံးကလည်းရဲတွေရဲ့လက်ကနေပြီးတော့မှထွက်ပြေးရင်မွေးရဲ့နောက်ကိုလိုက်ဖို့တော့ကြိုးစားလိုက်ပေမဲ့နေဘက်ကအနီရောင်လိုင်းတွေရဲ့ကြားထဲကိုဝင်မသွားဖို့တည်းမှာသားပါတယ်အနီရောင်လိုင်းတွေဆိုတာကရေပိုက်လိုင်းတွေပဲဖြစ်နေပြီးတော့ရေတော်ကမဟုတ်တဲ့ဂျူဒီတို့ကပိုက်ထဲကိုဝင်သွားလိုက်တာနဲ့အသက်ရှူလို့မရတော့ပဲဖြစ်သွားပြီးထွက်ပြေးနေတဲ့မွေးကိုလည်းဂျူဒီကတာကကူညီပေးဖို့တက်လုပ်လိုက်ပေမဲ့အချိန်ကြာကြီးရေထဲမှာရှိနေတာကြောင့်မို့လို့အသက်ရှူလို့မရတော့ဘဲနဲ့မေးလဲတော့မလို့ဖြစ်သွားပါတယ်။ဒါကြောင့်အနောက်ကပါလာတဲ့နေကပဲဂျူဒီကိုကယ်တင်ပေးလိုက်ကပိုင်လိုင်းရဲ့အပေါ်တစ်ခုကနေပြီးတော့မှအပြင်ဘက်ကိုကယ်ထုတ်ပေးသွားလိုက်ပေမဲ့စိတ်မကောင်းစွာနဲ့ပဲမွေးကိုလှုပ်သွားပြီးတော့ဘယ်ကိုဆက်လိုက်ရမလဲဆိုတာကိုမသိတော့တာကြောင့်မို့လို့မတက်နိုင်တော့ဘဲနဲ့နောက်ကျောင်းပြန်လဲဖို့တက်ပြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲတောင်ပေါ်ကနေပြီးတော့မှစိတ်နှကောင်ဆင်းချလာပြီးတော့ဂျူဒီတို့ထွက်လာတာကိုသိချတွေ့လိုက်တဲ့အကြောင်းနဲ့အရမ်းမိုက်တယ်ဆိုပြီးတော့လာပြောနေတာမလို့ရေပိုင်လိုင်းတွေကဘယ်ကိုရောက်လဲဆိုတာကိုဂျူဒီကမေးကြည့်လိုက်ပြီးတော့သူ့ရဲ့လက်ထဲမှာပါလာတဲ့မွေးရဲ့အိတ်ကိုလည်းတွေ့လိုက်ရပြီးအထက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မီးချစ်ဆန်ဘူးလေးထွက်လာတာကိုတွေ့လိုက်ရပါတယ်။မီးချစ်ဆန်ဘူးလေးထဲမှာလည်းပတ်မဲ့ပုံလေးတွေပါနေပြီးအပုံလေးတွေကပတ်နေတဲ့အတိုင်းစိတ်တွေကစားလာသမျှကိုအန်ထုတ်နေတာကြောင့်မလို့ဒီပန်းလေးကိုဘယ်ကရလဲဆိုတာကိုမေးကြည့်လိုက်တော့
တောင်ထိပ်ကနေရတဲ့အကြောင်းကိုလည်းစိတ်တွေကပြန်ပြေးလိုက်ပြီးတော့တောင်ပေါ်မှာအိမ်ဟောင်းကြီးတစ်လုံးရှိတဲ့အကြောင်းနဲ့တစ်ချိန်တုန်းကဆိုလို့ရှိရင်အဲ့ဒီအိမ်ကြီးကမွေရဲ့ပုံခုတ်ကျနေရဖြစ်တဲ့အကြောင်းကိုလည်းပြပြပေးလိုက်ပါတယ်။ဒါကြောင့်ဂျူဒီကလည်းတောင်ထိပ်ကိုတက်သွားကြည့်ဖို့တော့ကြိုးစားလိုက်ပေမဲ့နစ်ကတော့အနေများလာပြီဖြစ်တာကြောင့်မို့လို့မြို့ကနေပြီးတော့မှထောက်သားဖို့တော့ထပ်ပြောလိုက်ပေမဲ့နှစ်ယောက်သားကလည်းအဲ့ဒီအတွက်ရန်ဖြစ်လိုက်ရပြီးတော့ဂျူဒီရဲ့အမတ်တရဖြစ်တဲ့အတန်သွင်းတဲ့ဘောပင်လေးကိုလည်းပြည့်စည်သွားအောင်လုပ်လိုက်မိသွားပါတယ်။ဂျူဒီကလည်းစိတ်ဆိုးသွားပြီးတော့တောင်ပေါ်ကိုတက်သွားကအဲ့ဒီနေရာမှာရှိတဲ့အိမ်ကြီးတွေကနေပြီးတော့မှမွေရဲ့တဲလုံးစာကိုတွေးလို့တွေးညာချကြည့်လိုက်တော့ထက်ကိုတက်မှာမွေကောင်ကလက်တကောင်ကိုတက်လိုက်တဲ့အကြောင်းရယ်တော်တော်အားတွေထွက်ပြေးသွားရတဲ့အကြောင်းလေးနဲ့အဲ့ဒါတွေကအလိညာတွေပဲဖြစ်ပြီးတော့ဒါကိုတက်တဲ့ပြဖို့တဲ့မွေကကြိုးစားနေတာကိုသိလိုက်ရတာကြောင့်မို့လို့တက်တဲ့တွေအားလုံးကိုလည်းဂျူဒီကယူသားဖို့လည်းလုပ်လိုက်ပေမဲ့သူတို့စီကိုရဲတွေလိုက်လာပြီးဖြစ်တာကြောင့်မို့လို့နစ်ကအများဆုံးထွက်ပြေးဖို့တဲ့ပြောလိုက်ပေမဲ့လည်းဂျူဒီကစားရွက်တွေအကုန်လုံးကိုယူဖို့တဲ့ကြိုးစားနေတာကြောင့်သူတို့ရဲ့အသက်နဲ့ပေးဆက်ရလောက်တဲ့အထီးတီမှုကမတန်ဘူးဆိုပြီးတော့နစ်ကပြောမိသွားကဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျူဒီကလည်းအံ့ဩသွားပါတယ်သူကတော့အမှုတစ်ခုကိုဖြည့်ချင်းမှုအတွက်အသက်ကိုစူးစမ်းနေပေမဲ့နစ်ကတော့ရဲမှုကြီးပြောသလိုမျိုးဘာကိုမှအလေးမထားတဲ့သူတယောက်ဖြစ်နေတာကိုသိလိုက်ရပြီးရဲမှုပြောသလိုပဲသူတို့နှစ်ယောက်ကပါရနာတွေမဖြစ်ခဲ့တဲ့ရင်ရောဆိုတဲ့စိတ်တွေကဂျူဒီမှာပထမဆုံးအချိန်ပေါ်လာပါတယ်။ဒါပေမဲ့လည်းတော်ဝဲတို့ကရောက်လာပြီးတော့သူတို့ကိုဖမ်းမှုတဲ့လုံနေတာကြောင့်မို့လို့ထွက်ပြေးလိုက်ရပြီးဂျူဒီကမေစီစနဲ့မှန်သွားကသတိမိကလဲကျသွားပေမဲ့မွေနဲ့သူ့ရဲ့အပေါင်းပါကရောက်လာပြီးတော့ကဲတင်ပေးသွားကစက္ကန့်နဲ့မွေကိုလာပြီးတော့ကဲတင်ပေးသွားတဲ့သူကလည်းလက်စလင်မီသားစုဝင်ပေါ်ပဲဖြစ်နေပြီးမွေတို့ရဲ့ကဲတင်ပေးမှုကြောင့်ဂျူဒီကလွတ်မြောက်သွားပေမဲ့နစ်ကတော့တော်ဝဲတို့အစီမှာဖမ်းခံသွားရပါတယ်။အဲ့ဒီရကိုလည်းပေါ်ပန်းရဲ့အဖေကရောက်လာပြီးတော့အခွင့်အရေးရတော့ထွက်မပြေးခဲ့တဲ့နစ်ကိုလည်းငါတို့တယောက်ဆိုပြီးတော့လာခေါ်နေကအရင်ဆုံးတော့ဖမ်းထားမှဖြစ်တဲ့အကြောင်းနဲ့ဂျူဒီတည်သွားတယ်ဆိုတဲ့သတင်းကိုကြားပြီးမှနစ်ကိုလည်းတပ်ပစ်ဖို့တက်လုပ်လိုက်ကလောလောဆယ်တော့ထောင်ထဲမှာချုံနှံခိုင်းထားလိုက်ပါတယ်။တတိယလာတဲ့ဂျူဒီကိုတော့မွေတို့ကဖြစ်ကြောင်းကိုသိရှင်းပြလိုက်ပြီးတော့နစ်ကိုလည်းပြန်ပြီးတော့ရအောင်ကဲတင်ပေးကြမယ်ဆိုပြီးတော့အားပေးနေပြီးသူရဲ့စီကအစိတ်တွေလည်းစိတ်ချရစေဖို့အတွက်သူကိုယ်တိုင်ကဖြည့်စည်းကိုပေါ်ထားပြီးပြီဆိုပြီးတော့ပြပြပေးလိုက်ကသူ့ကိုမကြောက်ဖို့အတွက်လည်းမွေကရှင်းပြနေပါတယ်။တကယ်တော့မွေနဲ့ပေါ်ဘက်ကလည်းပါတနာတွေပဲဖြစ်နေပြီးတော့သူ့ရဲ့မိသားစုအတွက်အမှန်တရားကိုဖော်ထုတ်ဖို့အတွက်ပေါ်ဘက်ကသူ့ကိုကူညီပေးတာပဲဖြစ်နေပြီးစာအုပ်ကိုကြည့်ခွင့်ပေးဖို့အတွက်မွေကလှုပ်ဝက်စာနဲ့အကြောင်းကြားလိုက်တာပဲဖြစ်နေပြီးအဲ့ဒီလှုပ်ဝက်စာကိုဖတ်လိုက်တဲ့သူကလည်းပေါ်ဘက်ပဲဖြစ်နေတာမလို့သူ့မိသားစုရဲ့အမားကိုပြည့်စင်နေတာကြောင့်မို့လို့သူ့ဖေကိုပါဆန်းကျင်ပြီးတော့အခုလိုမျိုးမွေကိုကူညီပေးနေတာမှဂျူဒီကသိလိုက်ရပါတယ်။အမှန်တော့မွေလိုက်ရှာနေတာကစာအုပ်ထဲကလှုပ်ဝက်ချက်အကြီးစားမဟုတ်ဘဲနဲ့မူပိုင်ဝဲတစ်ခုပဲဖြစ်နေကအဲ့ဒီမူပိုင်ဝဲကသူ့ရဲ့အဖွားပိုင်တာပဲဖြစ်နေပြီးစာအုပ်ထဲမှာမြေပုံတစ်ခုပါနေကအဲ့ဒီမြေပုံကလည်းသူ့ရဲ့အဖွားအိမ်ကိုလမ်းညွှန်ပေးနိုင်မှာပဲဖြစ်နေပြီးအပူကိုသုံးပြီးတော့မွေကစာအုပ်ကိုဖောက်ထွင်းပြီးတော့ကြည့်လိုက်ရင်းနဲ့မြေပုံကိုလည်းကူယူလိုက်ပါတယ်။တကယ်တော့ဇူတိုပီးယားဆိုတဲ့မြို့ကလက်စလီမီသားစုတည်ထောင်ထားတဲ့မြို့တစ်ခုမဟုတ်ဘဲနဲ့မွေတစ်ကောင်တွေကနေပြီးတော့မှစတင်ခဲ့တဲ့မြို့တစ်ခုဖြစ်နေပြီးအဲ့ဒီမွေကလည်းတခြားမဟုတ်ဘဲနဲ့ဂျူဒီကူညီပေးဖို့အတွက်စူးစမ်းနေတဲ့မွေရဲ့အဖွားပဲဖြစ်နေကဘယ်တော့မှမဆိုနေထိုင်နိုင်တဲ့မြို့ကြီးတစ်ခုကိုလည်းတည်ထောင်ခဲ့တာဖြစ်နေပါတယ်။သူတို့ကမျိုးစုံအတွက်တက်ဆိုင်ရာရက်ွက်တစ်ခုစီကိုစီစဉ်ပေးလိုက်ပြီးတော့အားလုံးအတူတူရှင်တွဲနေထိုင်လို့ရအောင်မွေရဲ့အဖွားကစီစဉ်ခဲ့တာဖြစ်ပေမဲ့ပတ်ဆိုင်ရာကလည်းလိုအပ်နေတာကြောင့်မလို့သူ့ရဲ့ပါတနာအဖြစ်နဲ့လက်စလီမီသားစုလည်းတစ်ဖြစ်ပေါ်ပိုက်ရဲ့အဖိုးနဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။မျိုးတစ်ခုကိုထူထောင်နေဆိုတာကလည်းအတူတူနေထိုင်နေလို့ဖြစ်ပေမဲ့တမျိုးလုံးကိုပိုင်ဆိုင်နေတဲ့ပေါ်ပိုက်ရဲ့အဖိုးကလည်းမူပိုင်ငွေတစ်ခုကိုဖန်တီးလိုက်ပြီးမွေရဲ့အဖွားပိုင်းနဲ့မူပိုင်ငွေအစ်စ်ကိုလည်းမိရှုကဖျက်ဆီးပစ်လိုက်ပြီးဇူတိုပီးယားကိုသူပိုင်တဲ့မြို့ဖြစ်နေပြောင်းလဲခဲ့တာပဲဖြစ်နေကအဲ့ဒါကိုလည်းအိမ်ပေါ်ဖြစ်တဲ့လေးတစ်ကောင်ကမြင်သွားပါတယ်။မြင်သွားတဲ့လေးကိုလည်းပေါ်ပိုက်ရဲ့အဖိုးကတက်ခဲ့တာပဲဖြစ်ပြီးနောက်တော့မွေရဲ့အဖွားကိုလည်းအပြစ်တွေအကုန်လုံးကိုပုံချခဲ့တာပဲဖြစ်နေကဒီလိုနဲ့ပဲမွေတစ်ကောင်တက်ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်လာပြီးအဲကနေစားလို့တော်တော်ပါလေအကုန်လုံးဇူတိုပီးယားကနေပြီးတော့မှမောင်းထုတ်ခံလိုက်ရတာဖြစ်ပြီးသူတို့ရဲ့ရက်ွက်လေးကိုလည်းလက်စိတ်မိသားစုကရေခဲလေးနဲ့ဖုံးပြက်ကအခုရေခဲတဲ့မြေဖြစ်ကိုပြောင်းလဲထားမှသိလိုက်ရပါတယ်။ကဲကောင်းတာကမူဝင်ဝဲအစ်စ်ကိုလည်းမိဖို့တဲ့ကနေပြီးတော့မှအိမ်ပေါ်လေးကပြင်ယူပေးလိုက်နိုင်ခဲ့တာပဲဖြစ်နေကဒါကိုလည်းမွေရဲ့အဖွားကသူ့ရဲ့အိမ်မှာပဲဖော်ထားခဲ့တာပဲဖြစ်နေပြီးစာအုပ်ထဲကနေတစ်စင်သူ့ဖွားရဲ့အိမ်ကရေခဲနဲ့မြေရဲ့ဘယ်နေရာမှာရှိနေလဲဆိုတဲ့မြေပုံကိုကြည့်ပြီးတော့သိလိုက်ရပါတယ်။ဒါပေမဲ့လည်းရေခဲတွေအများကြီးဖုံးနေတာကြောင့်မို့လို့အိမ်ကိုဘယ်မှာရှာရမှာလဲဆိုပြီးတော့တွေးလိုက်ကြတော့ဓာတ်ပုံတွေကအတိုင်းဆိုလို့ရှိရင်မိပြတိုင်းရဲ့အောက်ဘက်မှာရှိနေတာကိုဂျူဒီကသိလိုက်ရပေမဲ့မိပြတိုင်းကပါရေခဲတွေကြားမှာဖုံးနေပြီဖြစ်တာကြောင့်မို့လို့အိမ်ကိုမရှာခင်ရေခဲတွေကြားမှာမိပြတိုင်းကိုအရင်ဆုံးရှာရမလို့ဖြစ်သွားပါတယ်။အဲ့ဒီအချိန်အသက်တိုးချဲလိုက်တဲ့ရေခဲနဲ့မြေရဲ့ဘေးဘက်လက်မှာရှိနေတဲ့ယာတီဥဒတတိုင်းလို့ခေါ်တဲ့အပူအေးပေးတဲ့တိုင်းကြီးတစ်ခုရှိနေတာကိုသတိထားမိသွားပြီ။အဲ့ဒီတိုင်းကနေပဲမွေတို့ရဲ့ရက်ွက်လေးကိုမိပေးတာဖြစ်တာကြောင့်မို့လို့လေးစစ်ပေးတဲ့မင်းကလေးကိုသာပြန်ပြီးတော့ဖွင့်လိုက်နိုင်မယ်ဆိုလို့ရှိရင်မိပြတိုင်းကပြန်ပြီးတော့မီးလေးလာမှာကိုလည်းတွေးမိသွားပါတယ်။အဲကနေတစ်စင်းလည်းမိပြတိုက်ကိုမြင်နေတာကြောင့်မို့လို့အားလုံးကလည်းဂျူဒီပြောတဲ့အကြံကိုလက်ခံလိုက်ကြကယာတီဥဒတတိုင်းစီကိုအများဆုံးထွက်လာလိုက်ကြပေမယ့်ပေါ်ပိုက်ရဲ့ဖုန်းကိုလည်းသူ့ရဲ့မိသားစုကခြေရခံပြီးလိုက်နေတာကြောင့်မို့လို့သူတို့ဘယ်ကိုရောက်နေလဲဆိုတာကိုလည်းတစ်ဖက်ကသိသွားပါတယ်။ထောင်ထဲကိုရောက်သွားတဲ့နေ့ကလည်းသူ့လိုမျိုးဖန်ခံထားတဲ့နေပဲနဲ့ပြန်ပြီးတော့တွေးလိုက်ရကသူ့ဘက်ကပြောခဲ့တဲ့စကားတွေကဂျူဒီကိုခံစားသွားတဲ့ရမှသဘောပေါက်သွားပြီးသူ့ကိုသူလည်းမကောင်းတဲ့သူတယောက်ဆိုတာကိုလက်ခံလိုက်ပြီးတော့နောက်ထားချနေပြီမယ်ဒါဆိုလို့ရှိရင်ဂျူဒီရဲ့နောက်ကိုဘာလို့လဲမသွားတာလဲဆိုပြီးတော့နေဘက်ကအဖေစကားပြောလိုက်ပါတယ်။အဲ့ဒီအချိန်ရဲကားရဲ့အတန်ကိုကြားလိုက်ရပြီးတော့ဂျူဒီတို့ရဲ့ဒီနေရာကိုတိလိုက်ရပြီဆိုတဲ့အော်ဒါတွေကိုကြားနေရတာကြောင့်မို့လို့သူတို့ကပါအနောက်ကနေပြီးတော့မှလိုက်သွားဖို့အတွက်ပြင်လိုက်ပြီးအရင်ဆုံးထောင်ကိုဖောက်ပြီးတော့ပြေးသွားကြရတာကြောင့်မို့လို့မျိုးတော်ဝင်အဟောင်းနဲ့လည်းတွေ့လိုက်ရတဲ့အပြင်အထက်ကနေပြီးတော့မှလူစိုးတွေအများကြီးကိုပါလွတ်ပေးမိလိုက်ကအနာကရဲကားတွေကိုပါယူပြီးတော့ထပ်ပြေးသွားကြပါတယ်။ဒီတိုင်းဆိုလို့ရှိရင်ဂျူဒီတို့စီကိုအမိမလိုက်နိုင်တော့ဘူးဆိုတာကိုသိလိုက်ရတာကြောင့်မို့လို့ကမ္ဘာအများဆုံးကားမောင်းဆရာကိုခေါ်လိုက်ရပြီးတော့အဲ့ဒါကအရာရာတိုင်းမှာနေတဲ့စလော့တွေပဲဖြစ်နေပြီမယ်။ကားမောင်းတဲ့နေရာမှာဒုံးကြီးလိုမြင်နေတာကြောင့်မို့လို့ရဲကားရဲ့အနောက်ကနေတစ်ဆင့်ဂျူဒီတို့ရှိတဲ့ယာတီဥဒတတိုင်းစီကိုလည်းသွားလိုက်ကြပါတယ်။
ဂျူဒီတို့ကတော့တတိုင်းရဲ့အနာကိုရောက်သွားပြီမယ်ရဲတွေလာတာကိုတွေ့လိုက်ရတာကြောင့်မို့လို့အများဆုံးပြေးကတတိုင်းတွေကိုဝင်သွားလို့ရအောင်ကြိုးစားလိုက်ပြီမယ်တော်ဝက်တို့ကအနောက်ကနေပြီးတော့မှအစင်းများနဲ့ပြစ်ဖို့လုပ်လိုက်ပြီမယ်ပေါ်ပိုင်ရဲ့အဖေကတက်ပြစ်ဖို့တဲ့ဖုန်းလေးကနေပြီးတော့မှအမိန်ပေးနေတာကြောင့်တော်ဝက်ကလည်းတနက်ကိုချဖို့တဲ့လုပ်လိုက်ပြီမယ်ချေချော်သွားပြီကြည်စံကလည်းထွက်သွားကပေါ်ပိုင်စီကိုသွားနေပြီးတော့ဒါကိုမြင်လိုက်ရတဲ့ဂျူဒီကကားပေးဖို့တဲ့လုပ်လိုက်ပြီမယ်အချိန်မီလေးမှာပဲနေတို့ကကားနဲ့ရောက်လာပြီးတော့ကားပေးလိုက်ပါဂျူဒီတို့ကပဲအထက်ကိုအရင်ဆုံးဝင်သွားလိုက်ကြကငါးတန်းမြောက်မှရှိနေတဲ့လျှက်စစ်မင်းကလေးကိုသွားပြီးတော့ဖွင့်ဖို့တက်လိုက်ကြပြီအဲ့ဒါကအောင်မြင်သွားတာကြောင့်မို့လို့ရေခဲတွေကြားမှာလင်းနေတဲ့မိပြတဲ့ကိုတွေ့လိုက်ရပြီမင်းအဲ့ဒီချိန်မှာပဲပေါ်ဘက်ကတက်ဆာဖောက်လိုက်ကဂျူဒီကိုလည်းမွေရဲ့အစိမ့်နဲ့ထိုးကတက်ပြဖို့တက်လိုက်ပြီးမွေကတော့သွေးနေသလိုပါဖြစ်တာကြောင့်မို့လို့ရေခဲထဲမှာတေးအောင်ပြထားသွားပါတယ်တကယ်တော့အစကတည်းကပေါ်ဘက်ကသူ့ရဲ့မိသားစုအတွက်မိုဘိုင်းပွဲအစိတ်ကိုလည်းဖျက်ဆီးပြဖို့တက်ကြိုးစားခဲ့တာပဲဖြစ်ပြီးမွေတို့နဲ့ပူပေါင်းချင်အောင်ဆောင်ခဲ့တာပဲဖြစ်နေတဲ့အပြင်အထဲကိုဝင်လာတဲ့နစ်တို့ကပါအစိမ့်နဲ့ထိုးဖို့အတွက်အပြင်ဘက်ကိုထွက်သွားဖို့တက်ပြင်လိုက်တော့မိသားစုထဲမှာဝင်စားနိုင်ဖို့အတွက်မလုပ်ချင်တာတွေကိုမလုပ်လဲရှားတဲ့အထောင်ကိုဂျူဒီကပြောပြလိုက်ပေမဲ့တကယ်တမ်းမှာတော့ပေါ်ဘက်ကသူ့ရဲ့အဖေလိုမျိုးအာနာကိုလိုချင်တဲ့သူတယောက်ပဲဖြစ်နေပါတယ်ပေါ်ပိုင်ရဲ့လက်ချက်နဲ့နစ်အသက်ခံရတာမသိတာကြောင့်မို့လို့ဂျူဒီကလည်းကြိုးစားပြီးတော့အသေးပေးပေးတဲ့လုပ်ပေးမယ်အစိတ်ကြောင့်မို့လို့တကူလုံးလုံးမြဖြစ်နေပြီမွေကလည်းအစိတ်ပြည့်စီကိုယူပေးဖို့တဲ့လုပ်ပေးမယ်လေစီးပါတဲ့အိတ်ကိုပေါ်ဘက်ကယူသွားပေးမှန်းသိလိုက်ရတာသူကလည်းအိတ်ခဲ့ပြီးတော့တည်တော့မလို့ဖြစ်နေပါတယ်ဒါပေမဲ့ဂျူဒီရဲ့ခန္ဓာကိုယ်ကအနှွေးလက်ရှိနေတာကြောင့်မို့လို့ဂျူဒီကိုပွေဖက်လိုက်တာနဲ့အိတ်ခဲ့ပြီးတည်တော့မှမွေကလည်းပြန်ပြီးတော့လုပ်လို့ရသွားပြီအပေါ်မှာရှိနေတဲ့နစ်ကလည်းပေါ်ဘက်နဲ့တွေ့လိုက်ရပြီးတော့လက်ထဲမှာကင်ထားတဲ့အစိတ်တွေကိုပြလိုက်ကဂျူဒီကတည်သွားပြီဆိုပြီးတော့ပြောလိုက်ရင်းနဲ့ပဲသူ့ကိုလာပြီးတော့တိုက်ခိုက်ဖို့တော့လုပ်နေတာကြောင့်မို့လို့ပြန်ပြီးတော့တိုက်ခိုက်နေရကစိတ်အိတ်ကိုလည်းကမ်းပြီးသွားတာကြောင့်သူတို့ရဲ့အောက်ထပ်မှာရှိနေတဲ့မွေးက CCTV ကနေတစ်ဆင့်မြင်သွားပြီးတော့ဖြည့်သေးဖို့ကိုဒါပြစ်ချပေးမယ်ဆိုလို့ရှိရင်ဂျူဒီကိုကေတီပေးနေတဲ့အကြောင်းကိုလည်းပြောပေးလိုက်ပါတယ်။ဒါကြောင့်နစ်ကလည်းဖြည့်သေးကိုရောက်အောင်ယူဖို့တက်လိုက်ပေးမယ်။သူတို့ရှိနေတာကရေခဲချက်ကြီးရဲ့အစိုးရကိုရောက်နေကဖြည့်သေးကလည်းအဆုံးမှာပဲရှိနေတာမလို့အရှိကိုဆက်ပြီးတော့တူသွားမယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်စလုံးပြုတ်ကျပြီးတော့တည်သွားနေတာကြောင့်မို့လို့အသက်ပေးရလောက်တဲ့အထိမတန်ပါဘူးဆိုပြီးတော့လည်းပေါ်ဘက်ကပြတ်တာလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာအဲတုန်းကဂျူဒီခံစားသွားတယ်လို့မျိုးနစ်ကလည်းတပုတ်ဆန်နဲ့ခံစားလိုက်ရပြီးဂျူဒီရွေးချယ်ခဲ့တယ်လို့မျိုးပဲအဆုံးလေးလို့ဖို့တော့ရွေးချယ်လိုက်ကစေဘူးကိုလည်းသွားပြီးတော့ကားလိုက်ကအောက်ဘက်ကိုပြစ်ချပေးလိုက်တော့ရေခဲချက်ကြီးကလည်းအောက်ဘက်ကိုပြုတ်ကျသွားပြီးတော့နင်းနဲ့ပေါ်ဘက်နှစ်ယောက်စလုံးကလည်းအောက်ဘက်ကိုပြုတ်ကျသွားပါတယ်။ဒါပေမဲ့လည်းဖြည်းဖြည်းကြောင့်မို့လို့သတိပြန်ရလာတဲ့ဂျူဒီကပြုတ်ကျနေတဲ့နစ်ကိုတွေ့လိုက်ရတာကြောင့်မို့လို့အမြန်ဆုံးအပေါ်ဘက်ကိုပြေးတက်သွားလိုက်ပြီးတော့ကေတင်ပေးလိုက်နိုင်တာမလို့ပေါ်ဘက်တယောက်တည်းကပဲအောက်ဘက်ကိုပြုတ်ကျသွားပြီးတော့နစ်ကတော့ဘေးကင်းသွားကဂျူဒီနဲ့နစ်ကလည်းအချင်းချင်းပြန်ပြီးတော့တောင်းပန်လိုက်ကြရင်းနဲ့ပဲအချင်းလိုမျိုးနားလည်မှုတွေပြန်ပြီးတော့ရှားသွားကြပါတယ်။အဲ့လိုပဲပြုတ်ကျသွားတဲ့ပေါ်ဘက်ကမသေးသေးပဲနဲ့မိပြတဲ့ကိုပြေးနေတာကိုတွေ့လိုက်ရတာကြောင့်မို့လို့ဂျူဒီတို့ကလည်းအနောက်ကနေပြီးတော့မှပြေးလိုက်သွားကြပြီ။ပေါ်ဘက်ကလည်းသူ့ရဲ့မိသားစုနဲ့တွေ့လိုက်ရပြီးတော့မိပြတဲ့ရဲ့အောက်ဘက်မှာဇူလိုပီးယားရဲ့မူပိုင်ခွေးအစိတ်ရှိသေးတဲ့အကြောင်းကိုပြောလိုက်တာကြောင့်မို့လို့ပေါ်ဘက်ရဲ့အဖေကလည်းတိမိုက်ပြုတ်ပေးလိုက်ပြီးမူပိုင်ခွေးစိတ်ကိုလည်းမီးရှို့ကဖျက်ဆီးလိုက်ဖို့အတွက်အမိန့်ပေးလိုက်ကအမြန်သွားခိုင်းလိုက်ပြီးတော့အဲ့ဒီချိန်မှာပဲဂျူဒီတို့ကရောက်ချလာပါတယ်။မျိုးတော်ဝင်ဖြစ်တဲ့ဘရိုင်ယန်ကပါရုံမာတဲ့တောကြောင်နေတဲ့အစီအစဉ်ကိုဆက်ပြီးတော့လောက်ခွင့်မပြုတ်နိုင်တဲ့တာကြောင့်မို့လို့သူကိုယ်တိုင်ကပဲတိုက်ခိုက်ပေးလိုက်ပြီးဖျက်ပြေးလာတဲ့ပေါ်ဘက်ကိုလည်းဂျူဒီတို့ကတနေ့ရမှာဖမ်းလိုက်ကအကုန်လုံးပေါင်းပြီးတော့သမပေးလိုက်ရင်အဖမ်းလိုက်ရတာကဘာလဲဆိုတော့ကိုပြပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဂျူဒီတို့ကလည်းမိပြတဲ့ရဲ့အောက်ဘက်ကိုဆက်သွားကြည့်လိုက်တဲ့အခါမှာရေခဲရဲ့အောက်မှာရှိနေတဲ့မွေတို့ရဲ့ရက်ွက်လေးကိုတွေ့လိုက်ရပြီးအဖွားပြေးသူရဲ့အိမ်ထဲကိုလည်းအမတ်တရားတွေနဲ့ပြန်ဝင်ကြည့်လိုက်ကမူပိုင်ခွေးအစ်စ်ပါရှိနေတဲ့တာကိုတွေ့လိုက်ရပြီးနောက်ဆုံးမှတော့တော်ဝါတွေကအနည်းမရှိဘူးဆိုတာကိုသက်သေပြနိုင်သွားပါတယ်။အနောက်ကနေပြီးတော့မှပေါ်ဘက်ကလည်းဆက်ပြီးတော့လိုက်လာနေကအဆုံးထိအိမ်ကိုမိရှုပ်ပြီးတော့ဖျက်ဆီးဖို့အတွက်ရောက်လာပေမဲ့အမြင်မှန်ရသွားတဲ့တော်ဝက်တို့ကရောက်လာကပေါ်ဘက်ကိုရှိုက်ပစ်လိုက်ပြီးနောက်ဆုံးမှတော့အကြီးဆုံးမှုနဲ့တူတူဂျူဒီတို့နှစ်ယောက်ကလည်းမြို့ရဲ့အတွဲဘက်ညီဆုံးရဲတွေအဖြစ်နာမည်ကြီးသွားပါတယ်။တရားခံဖြစ်တဲ့လက်စလီမီသားစုတစ်ခုလုံးကလည်းထောင်တန်းဆန်လိုက်ရပြီးတော့အခုဆိုလို့ရှိရင်ဇူတိုပီယာကမွေးရဲ့အဖွားဖြစ်စေခြင်းတို့လည်းမျိုးတော်ဝါတွေအကုန်လုံးတူတူနေထိုင်နေတဲ့နေရာတစ်ခုဖြစ်လာပြီးနောက်ဆုံးမှတော့အမှန်တရားကိုပြသပေးလိုက်နိုင်တဲ့မွေးကလည်းသူ့ရဲ့မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်သွားကဂျူဒီတို့နဲ့လည်းသူ့ရဲ့မိသားစုကိုမိတ်ဆက်ပေးလိုက်ပါတယ်။နေ့ကတော့သူ့ကြောင့်ကွဲသွားတဲ့ဘောပီလေးကိုလည်းပြန်ပြီးတော့ပြင်ပေးထားကအောင်ပွဲခံနေတဲ့လက်ဆောင်ပြန်ပြီးတော့ပေးလိုက်ပေမယ့်ထောင်ထဲကနေထွက်ပြေးလာတော့ကနေကြောက်လွတ်သွားတဲ့လူဆိုးတွေအများကြီးပြင်ပမှာရှိနေသေးတာကြောင့်မို့လို့အောင်ပွဲခံလို့မရသေးတဲ့အတောင်ကိုဂျူဒီကရှင်းပြပေးလိုက်ပြီးအရင်ဆုံးနေတဲ့မျိုးတွေကနေပြီးတော့မှထွက်ပြေးဖို့အတွက်လုပ်နေတဲ့မျိုးတော်ဝင်အဟောင်းကိုလည်းဂျူဒီတို့ကပြန်ပြီးတော့ဖမ်းဖို့အတွက်ပြင်ဆင်လိုက်ကရုပ်ပြက်ပြီးတော့နောက်ကနေပြီးတော့မှလိုက်သွားရင်းနဲ့ပဲဇလန်ကပြီးသွားပါတယ်။